မင်္ဂလာပါရှင်စာပေချစ်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေလို့ SSW Reader Channel မှစုမုံကောင်းတောင်းအပ်ပါတယ်ရှင်ယခုဖတ်ပြပေးမယ့်စာအုပ်ကလေးကတော့စာရေးသူမောင်မြင့်ကျွယ်ဤတစေဝတ္ထုတူလေးများပဲဖြစ်ပါတယ်ရှင်ဤစာအုပ်ကိုနားဆင်စေလိုရန်ဖတ်ပြရခြင်းဖြစ်ပါသည်စာအုပ်ကောင်းများကိုပုံမှန်တင်ဆက်ပေးမှာဖြစ်လို့နားဆင်နိုင်ရန် channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့နော်ဖုန်းတော်ကြီးမက်ကလပ်ဖီဤတစေပုံပြင်ဘရင်စီဖုန်းတော်ကြီးမတ်ဆွဲကနောက်နေ့ညစာစားပွဲတွင်မကြာခင်အင်္ဂလန်နိုင်ငံသို့အပြီးပိုင်ပြောင်းရွှေ့သွားတော်မူဖုန်းတော်ကြီးတစ်ပါးကိုဖိတ်ကြားထားပြီးဖြစ်ကြောင်းထိုဖုန်းတော်ကြီးသည်အလွန်စကားပြောကောင်းသူတစ်ဦးဖြစ်ကြောင်းကျွန်ုပ်တို့သိရှိအောင်ပြောပြထားပြီးဖြစ်၏အဆိုပါဖုန်းတော်ကြီးမက်ကလပ်ဖီသည်ညလေစာစားရန်အချိန်မီရောက်လာခဲ့၏ညလေစာစားပြီးအပေါ်တက်သို့ရောက်သောအခါ၎င်းအတွက်သတ်မှတ်ပေးထားသောနေရာတွင်ထိုင်၍သူ့ဇက်လန်းကိုအကြအနပြောပြနေလေတော့၏ကျုပ်တခါတုန်းကအသက်20လောက်ရှိတဲ့ဒကမာလေးတစ်ယောက်နဲ့ခင်မင်ရင်းနှီးခဲ့ပါတယ်သူကသူ့ထက်အသက်3ဆလောက်ကြီးတဲ့ Protestant ဘာသာဝင်တစ်ယောက်နဲ့လက်ထပ်မယ်စီစဉ်တော့ကျုပ်ကလက်မထက်တင်ကြောင်းအမျိုးမျိုးနားချခဲ့ပါတယ်မရခဲ့ပါဘူးနောက်ကြမှာအဲ့ဒီပုဂ္ဂိုလ်ဟာဘာသာမရှိသူဖြစ်နေကြောင်းသိရတော့တယ်အိမ်တော်သက်2နှစ်အကြာအဲ့ဒီအဖိုးကြီးအသက်60အရွယ်မှာမကျန်းမမာဖြစ်လာတဲ့အတွက်ကျုပ်ကိုအပင့်ခိုင်းလိုက်တယ်ကျုပ်က6ကြိမ်လောက်တရားဟောပါတယ်အချီးနှီးပါပဲတကယ်တော့သူသေးခါနီးချိန်ဟာအလူဆိုးရွားခဲ့ပါတယ်နောက်ဆုံးချိန်ကျတော့သူအိယာဘော်ကထထိုင်ပြီးပြတင်းပေါက်အပြင်ဘက်ကိုငေးကြည့်နေခဲ့တယ်ပြတင်းပေါက်အောက်ဖက်မှာဖျားရှိခိုးကျောင်းထိရောက်တဲ့လူသွားလမ်းကလေးရှိတယ်တစ်ဖက်တစ်ချက်မှာအမြဲစိမ့်ဆိုနေတဲ့လော်ရယ်ပင်တွေကအပေါ်မှာအကိုင်းခက်တွေလက်ရက်ထိုးထားသလိုထိတွေ့ပြီးပေါက်နေကြလို့နွေရာသီမှာတော့မှောင်နေလိမ့်ရှိတယ်လမ်းဆုံးမှာတော့ဖျားရှိခိုးကျောင်းရဲ့ခြံဝင်းတကားပေါက်တစ်ခုရှိနေတယ်အဖိုးကြီးဆုံးတော့အလောင်းကိုအဲ့ဒီလမ်းကလေးတိုင်းတည်သွားကြပြီးဖျားရှိခိုးကျောင်းဝင်းထဲမှာမြုပ်လိုက်တယ်သူဇနီးကသူ့ခင်မိုးကိုကြောက်နေတယ်ဒီအိမ်ကြီးကလည်းခွာမသွားရဲဘူးဖြစ်နေတယ်သူကတစ်နှစ်နှစ်ကြိမ်ခင်မိုးရဲ့အုတ်ကူစီကိုသွားပြီးဆွတောင်းလေးရှိတယ်ဒါပေမဲ့အဲ့ဒီလမ်းကလေးတိုင်းမသွားဘူးလမ်းကလေးနှစ်ပေပန်းချံတွေကကွေ့ပတ်ပြီးသွားလေးရှိတယ်ပြန်လာတော့လဲကွေ့ပတ်ပြီးပြန်လာလေးရှိတယ်အဖိုးကြီးကစနေနေ့မှာကွယ်လွန်ပြီးတနင်္လာနေ့မှာသူ့ကိုမြုပ်နှံလိုက်တယ်ရက်လဲပြီးနောက်စနေကြရင်ကျုပ်ပြန်ဖို့ဆုံးဖြတ်လိုက်တယ်တောက်ကြနေကြတော့မုတ်ဆိုးမကလေးရဲ့အမကြီးရောက်လာတယ်ဒကမလေးကသူ့ခင်မုံအိတ်ခဲ့တဲ့အခန်းထဲမှာမအိပ်ရဲဘူးဆိုတော့ကျုပ်ပြောင်းအိတ်မယ်လို့ပြောပြီးကျုပ်ပစ္စည်းတွေကိုရွှေ့ခိုင်းလိုက်တယ်အဲ့ဒီညကည8နာရီထိုးဖို့15မိနစ်အလိုမှာဖုန်းတော်ကြီးဝတ်စုံကိုဝတ်ယုံဖို့အပေါ်တက်ကအခန်းစီသို့ကျုပ်တက်သွားခဲ့တယ်ဝတ်ယုံကိုဝတ်ပြီးတဲ့အခါကျတော့ပြတင်းပေါက်စီကိုသွားပြီးအပြင်ကိုလှမ်းကြည့်လိုက်တယ်လော်ရယ်ပင်တစ်ခတ်တွေမိုးနေတဲ့လူသွားလမ်းလေးကိုတော့အစိမ်းရောင်ဥမင်လှိုင်းကောင်းလေးတစ်ခုလိုမြင်နေရတယ်အဲ့ဒီလမ်းကလေးကတဆင့်ဂိုက်100လောက်ဝေးတဲ့ဖျားရှိခိုးကြောင်ခြံတကားဝအထိမြင်နေရတယ်ကျုပ်ကြည့်နေတော့မှပဲအဲ့ဒီလမ်းကလေးတိုင်းအိမ်ဘက်စီကိုလူတစ်ယောက်လမ်းလျှောက်လာနေတာတွေ့လိုက်ရတယ်သူ့ကိုကြည့်ရတာအရက်မူးနေတယ်လို့ပဲဟတ်ထိုးနဲ့လဲကြတော့မလို့ဖြစ်သွားတယ်သူ့ပုံစံကဒီရင်ကြီးစီကိုအသေးအတန်ရောက်ချင်နေတဲ့ပုံစံပဲကျုပ်ကသူ့ဝတ်စားတွေကိုတဲတဲကွဲကွဲမြင်နေရတယ်ကောင်းပေါ်မှာအဖြူရောင်အုတ်ထုပ်ရှည်ကိုစောင်းထားတယ်ဝတ်စုံကတော့နေ့လယ်ပိုင်းအခမ်းအနားတွေမှာဝတ်လေရှိတဲ့မီးခိုးရောင်ကုတ်အင်ဂျင်နဲ့မီးခိုးရောင်ပေါင်းမီရှည်ပြီးတော့ခြေချင်းဝတ်လုံအောင်ပတ်ထားတဲ့အဖြူရောင်ခြေပတ်သူကတကယ်လူကြီးလူကောင်းတယောက်လိုဝတ်ထားတာပါပဲကျုပ်ကဒီလူနေမကောင်းဖြစ်နေပုံရတယ်အောက်ဆင်းသွားပြီးကုညီရရင်ကောင်းမလားဆိုပြီးတွေးလိုက်မိသေးတယ်ကိုက်20လောက်ရောက်တော့သူကမျက်နာကိုမော့လိုက်တယ်သူ့မျက်နာကကျုပ်တို့တနင်္လာနေ့ကမြုပ်လိုက်တဲ့ဒီအိမ်ကအဖိုးကြီးနဲ့အတော်ကလေးတူနေတယ်ဒါပေမဲ့အဲ့ဒီနေရာကအတော်ကလေးမှောင်နေတော့တဲတဲကွယ်ကွယ်မမြင်ရဘူးနောက်တော့သူကမှောက်ရက်ကြီးလဲကျသွားပြီးလမ်းပေါ်မှာဆက်ငင်ဖြစ်နေတော့တယ်ကျုပ်လဲအခန်းထဲကနေအောက်ဘက်ကိုအပြေးလွှာဆင်းလာခဲ့တယ်ဒါပေမဲ့ကျုပ်အဲ့ဒီနေရာကိုရောက်တော့သူ့ရိပ်ရောင်ကိုတော့မတွေ့ရတော့ဘူးတိတ်ရွက်6တွေပြန့်ကျဲနေတာကိုပဲတွေ့ရတော့တယ်ကျုပ်ကအဲ့ဒီကိစ္စအိမ်ရှင်တွေကိုပြမပြခဲ့ဘူးပုံမှန်အတိုင်းညစာစားခဲ့ကြပါတယ်ကျုပ်အိတ်ခမ်းထဲကိုပြန်ရောက်တော့ဖျောင်းနိုင်တွေကိုမိထွန်းလိုက်တယ်ဗီဒီယိုကြီးတဲ့ကအန်ဆွဲတွေကိုဆွဲဖွင့်ကြည့်လိုက်တော့တတိယမြောက်အန်ဆွဲထဲမှာကျုပ်ခုနကပြောခဲ့တဲ့နေ့လယ်အခမ်းအနားတွေမှာဝတ်လေရှိတဲ့မီးခိုးရောင်ပွဲတက်ဝတ်စုံကိုတွေ့ရတယ်အပေါ်ဆုံးကအန်ဆွဲထဲမှာတော့အဖြူရောင်ခြေပတ်3-4စုံကိုတွေ့ရပြန်တယ်အပေါ်ဘက်ကစင်ကလေးပေါ်မှာလည်းအဖြူရောင်အုတ်တုပ်ရှည်တစ်လုံးရှိနေပြန်ပါတယ်အဲ့ဒါကတော့ကျုပ်ပထမဆုံးတွေ့ရတဲ့ဖြစ်ပါတယ်တယောက်ကဝင်မေးလိုက်၏ဆရာတော်အဲ့ဒီအခန်းထဲမှာဆက်ပြီးကျိတ်ဆက်ခဲ့ပါသလားကျုပ်အိတ်ခဲ့ပါတယ်ဘာနောက်ရှက်မှမရှိခဲ့ပါဘူးမနေ့ကျတော့ကျုပ်ကကျောင်းမှာကြံခဲ့တဲ့တ
တင်းထောက်ဖုံးတော်ကြီးစီကိုပြန်လာဖို့နောက်ထပ်ရန်နှဲငယ်ကြားလိုက်အောင်မယ်လို့တန်ကြိုးရိုက်လိုက်ပါတယ်တနင်္ဂနွေနေ့ကျတော့6မိုင်လောက်ဝေးတဲ့နေရာကရင်ကြီးဖျားရှိခိုးကျောင်းမှာကျုပ်တရားဟောခဲ့ပါတယ်တနင်္လာနေ့ညနေပိုင်းထိဘာမှထူးထူးခြားခြားမဖြစ်ခဲ့ပါဘူးတနင်္လာနေ့ည8နာရီမတင်းလောက်ကြတော့ကျုပ်ကပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တယ်ကျောင်းဝင်းကဂိတ်တကားဖွင့်လာပြီးလူတစ်ယောက်ထွက်လာတယ်သူကတနက်တလက်ကိုကင်ထားတဲ့ကျောင်းဆောင်ကပ္ပယကြီးဖြစ်ပုံရတယ်သူ့ရှေ့ကခွေးတကောင်ကကြိုပြေးလာနေတယ်ကိုင်90လောက်ရောက်တော့ခွေးကရှေ့ကိုဆက်မပြေးတော့ပဲရက်နေတော့တယ်နောက်တော့ခွေးကြီးကနောက်ဘက်ကိုရက်ကန်နဲ့ပြန်ဆုပ်နေတယ်ကျုပ်ဆက်ကြည့်နေတော့တောယုံကြီးတကောင်နဲ့ခက်စင်စင်တူတဲ့တရဝါတကောင်လော်ရယ်ပင်တွေကြားကပြေးထွက်ပြီးအင်ကြီးစီကိုလာနေတာတွေ့တယ်ဒီမာရင်ကပ္ပယကြီးကတနက်နစ်ပြစ်လိုက်တော့အဲ့ဒီတတဝါဟာလဲကျသွားတယ်တရွက်6တွေပေါ်မှာရုံးကန်ရင်အတန်ဆူဆူဝါဝါနဲ့အော်နေတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကခွေးကရှေ့ကိုဆက်မတိုးလာဘူးကပ္ပယကြီးကငေါက်လိုက်လို့ကျောင်းဝင်းစီကိုပြန်ပြေးသွားတယ်ကပ္ပယကြီးကတော့ကျုပ်ရှိနေတဲ့ဘက်ကိုပြေးလာနေတယ်ရုံလိုတတဝါရဲ့အတန်ကတိတ်သွားပါပြီဒါပေမဲ့ရုံးကန်နေတော့မယ်ကပ္ပယကြီးကဦးကြောင်ပုံစံနဲ့ရက်နေတယ်ကျုပ်ကပြတင်းပေါက်ကခေါင်းပြူပြီးအဲ့ဒီတတဝါကခမားရှိမာတင်ရှိနေတယ်လို့ပြောလိုက်တယ်ဒါပေမဲ့သူကတပည့်တော်မမြင်ရဘူးလို့ပြန်ပြောတယ်ကျုပ်လည်းအိမ်ပေါ်ကဆင်းသွားတော့အဲ့ဒီနေရာမှာတိရွက်6တွေပဲရှိနေတော့တယ်ကပ္ပယကြီးကသူမြင်လိုက်တာတောယုံကြီးတကောင်ပဲလို့ပြောတယ်ထူးဆန်းနေတာကဒီအိမ်ထဲမှာအမဲလိုက်ခွေးကြီးတွေတောင်အဲ့ဒီနေရာကိုမသွားရတဲ့ကိစ္စပဲညစာစားတဲ့အချိန်မှာကျုပ်ကဘာဖြစ်လို့နောက်ကျနေရတယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီယုံရဲ့အမွှေးတွေကမွေရောင်လက်နေတဲ့မိခိုးရောင်ခြေထောက်တွေကြတော့ဖွေးဖြူနေကြတယ်အဲ့ဒီယုံမျိုးကိုကပ္ပယကြီးတောင်မမြင်ဘူးဆိုတာကိုတော့ပြောမပြလိုက်ပါဘူးအဲ့ဒါကကျုပ်ကြုံတွေ့ခဲ့ရတဲ့ဒုတိယဖြစ်ရပဲတတိယဖြစ်ရကတော့ပထမ2ခုနဲ့စာရင်အသေးဖွဲဆန်လာပါတယ်ဒါပေမဲ့ဆက်ဆက်မှုရှိနေတဲ့ထင်လို့ပြီးတော့လဲတဖြည်းဖြည်းနဲ့စွမ်းရည်တွေနှိမ့်ကျသွားတာမျိုးဖြစ်နေတဲ့အတွက်ဆက်ပြီးပြောပြပါမယ်အဲ့ဒီသတင်းပတ်နောက်ရက်တွေမှာကျုပ်ကပြတင်းပေါက်အပြင်ဘက်ကိုကြည့်နေတယ်ထူးခြားမှုမရှိပါဘူးဒကမလေးလဲရှေ့ဘက်ကျရင်ပြေပကိုထွက်ခွာသွားဖို့ဆုံးဖြတ်ပြီးပါပြီကျုပ်လဲစနေနေ့ကျရင်ကျောင်းကိုပြန်ဖို့ဆုံးဖြတ်ထားပါတယ်တောက်ကြနေညကြတော့ကျုပ်ကဖုံးတော်ကြီးဝတ်ရုံကိုဝတ်ပြီးည8နာရီထိုးဖို့မိနစ်20အလိုမှာအောက်ကိုဆင်းလာခဲ့ပါတယ်ပြီးတော့လူသွားလမ်းကလေးအတိုင်းကျုပ်ကဖျားရှိခိုးကြောင်ကြံဝတကားကိုရောက်တဲ့အထိလမ်းလျှောက်လာခဲ့ပါတယ်အဲ့ဒီညကခါတိုင်းထက်ပိုပြီးမှောင်နေသလိုထင်ရတယ်စိတ်ထဲမှာလည်းမတိုးမတန့်ဖြစ်နေမိတယ်ကျုပ်အိမ်ဘက်ကိုပြန်လျှောက်လာတော့အင်ရှင်အမျိုးသမီးကလေးကအိမ်ထဲကထွက်လာပြီးလူသွားလမ်းကလေးစီကိုလှမ်းကြည့်နေတာတွေ့ရတယ်ကျုပ်လည်းစိတ်ပေါ်ပါသွားပြီးတစ်ပင်ရိတ်တွေအောက်ကထွက်လိုက်တယ်ပြီးမှသူ့စီကိုဆက်လျှောက်သွားခဲ့တယ်သူကကျုပ်ကိုမြင်လိုက်ရတဲ့အတွက်ပြုံးငနဲ့လန့်သွားပုံရတယ်ပြီးမှအင်ဂျီရီဆယ်ပြီးကျုပ်ကိုပြုံးပြလိုက်တယ်တပည့်တော်မကဆရာတော်ကိုတခြားလူတယောက်လိုထင်လိုက်မိလို့ပါတပည့်တော်မနိုင်ငံသားကိုတွားတော့မယ်လို့စိတ်ထဲကဒုံဒုံချဆုံးဖြတ်လိုက်ပါပြီတပည့်တော်မနက်ခါကျရင်မြို့ဘော်ကိုတက်မယ်တနင်္လာနေ့ကျရင်စာပြီးခရီးဆက်ပါတော့မယ်တပည့်တော်မရဲ့အမလည်းအတူတူလိုက်မှာပါဖေဟာကျုပ်ကသူ့ကိုအဲ့ဒီလိုဆုံးဖြတ်တဲ့အတွက်ဝမ်းမြောက်ကြောင်းပြောပြီးလော်ရယ်ပင်တွေအောက်ဖက်စီကိုပြန်လျှောက်လာခဲ့ကြတယ်တစ်ပင်ရိတ်တွေအနီးရောက်တော့သူကဆက်လျှောက်လို့ပုံမရပဲရက်ပြစ်လိုက်တယ်ကျုပ်ကလာပါဗျာကျုပ်တို့အဲ့ဒီလမ်းကလေးဆုံးတဲ့အထိရှောက်ပြီးမှပြန်ကြရအောင်ညစာအတွက်လဲအချိန်မီပြည့်ရောက်မှာပါလို့ပြောလိုက်တယ်ဒကမလေးကဘာမှပြန်မပြောတော့ပဲကျုံနဲ့အတူဆက်လျှောက်လာတယ်ကျုပ်တို့ကဖျားရှိခိုးချောင်းခြံဝတကားအထိလျှောက်သွားပြီးမှအိမ်ဘက်ကိုပြန်လျှောက်လာခဲ့ကြတယ်အဲ့ဒီအချိန်မှာကျုပ်တို့2ယောက်လုံးစကားတခုမှမပြောဖြစ်ခဲ့ကြဘူးကျုပ်တို့လမ်းတဝက်လောက်ရောက်တဲ့အခါကျတော့နောက်ဘက်တကားရွက်ကအတန်မြည်သွားတာကိုကြားလိုက်ရတယ်ကျုပ်ကခြံတကားပေါက်မှာတယောက်ယောက်များရှိနေရောသလားဆိုပြီးခြာကနေလှည့်ကြည့်လိုက်မိတယ်ဒါပေမဲ့ဘသူမှရှိမနေပါဘူးအဲ့ဒီနောက်ကျတော့ကျုပ်တို့ခေါင်းပေါ်မှာအရင်ကငိမ်သက်နေခဲ့တဲ့တစ်ရွက်တွေရုတ်တရက်လှုပ်ရှားလာကြတယ်အဲ့ဒီနောက်တော့ကျုပ်ကဘာကြောင့်မှမသိပဲဒကမာလေးရဲ့လက်မောင်းကိုစုပ်ကန်လိုက်ပြီးသူ့ကိုလမ်းနဲ့လွတ်သွားအောင်ညာဘက်ကိုဆွဲချလိုက်မိတယ်ဒကမလေးကဘာမှမပြောဘူးကျုပ်ကလည်းတခုမှမပြောမိပါဘူးဒါပေမဲ့ကျုပ်တို့2ယောက်စလုံးကတခုခုကိုမြင်ရတယ်လို့မြင်ရညာလမ်းကလေးအတိုင်းဘဲပြန်ညာပြန်ကြည့်မိခဲ့ကြတယ်ခုနကတစ်ရွက်တွေလှုပ်ရှားသွားအောင်ပြုံးငနဲ့တိုက်ထက်လိုက်တဲ့လေကလေးဟာရုတ်တရက်ငိမ်သက်သွားတယ်နောက်တစ်ချိန်မှာတော့တိတ်ကိုအားပြော့သွားပါပြီကျုပ်တို့ခေါင်းပေါ်ကတစ်ရွက်တွေလှုပ်ရှားနေတဲ့အတန်းလမ်းကလေးပေါ်ကတစ်ရွက်6ကလေးတွေရွေလျားနေတဲ့အတန်းပြီးတော့ဖျားရှိခိုးချောင်းစီကတာတာညင်းညင်းလေးတိုက်ခတ်နေတဲ့လေတံကလေးတွေကိုသာကျုပ်တို့ကြားနေခဲ့ရတယ်အဲ့ဒီနောက်တော့ကျုပ်မကြာခဏမြင်မှုခဲ့တဲ့ကိစ္စမျိုးကိုမြင်လိုက်ရပြန်တယ်ဒါပေမဲ့
ကျုပ်တို့နှစ်ယောက်စလုံးကအဲ့ဒါကိုမကြည့်ပဲလေမနေနိုင်အောင်ဖြစ်ခဲ့ကြတယ်အဲ့ဒါကဘာလဲဆိုတော့လေထဲမှာအပေါ်ကိုမြောက်တက်သွားလိုက်အောက်ကိုပြန်ကျလာလိုက်နဲ့လေနဲ့အတူလွင့်မျောပြီးလိုက်ပါလာတဲ့တိရွက်6အတန်းကလေးတစ်တန်းပဲဖြစ်တယ်အဲ့ဒီတိရွက်6အတန်းကလေးဟာလူသွားလမ်းကလေးပေါ်မှာဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ရွေလျားနေကြတယ်အဲ့ဒီနောက်တော့အဲ့ဒီလေကလေးကအပေါ်ဘက်ကိုဆန်တက်လာပြီးကျုပ်ရဲ့မျက်နှာနဲ့လက်တွေကိုအသာအရာထိတွေ့တိုက်ခတ်သွားခဲ့တယ်။တိရွက်6ကလေးတစ်ခုကတော့ကျုပ်ပါးပြင်နဲ့လာထိပြီးထိတွေ့ပုတ်သက်သွားလိုက်သေးတယ်။အဲ့ဒီအချိန်မှာကျုပ်ပါးပြင်ကိုဖက်ပြုတ်တစ်ကောင်နဲ့ပုတ်တာခံလိုက်ရတယ်လို့ခံစားပြီးတစ်ကိုယ်လုံးတုန်လှုပ်သွားခဲ့တယ်။အဲ့ဒီနောက်တော့လေကအဝေးကိုရောက်သွားတော့တယ်။ဒီနေရာမှာလူချင်းမင်းတို့ကိုပြောပြချင်တဲ့ကိစ္စကတော့အဲ့ဒီအချိန်တုန်းကအဲ့ဒီနေရာမှာအယမ်းမှောင်နေပါတယ်။ဒါပေမဲ့လေထဲမှာလွတ်မျောပါနေတဲ့တိရွက်6ကလေးတွေနဲ့အတူတိုက်ခတ်နေတဲ့လေကလေးဟာလူသွားလမ်းကလေးရဲ့အစုံကိုရောက်တဲ့အခါကျတော့စက်မတိုက်တော့ပဲရက်သွားတဲ့အတွက်တိရွက်6ကလေးတွေဟာလမ်းကလေးပေါ်ကိုပြန်ကျလာကြတယ်ဆိုတဲ့အချက်ပါပဲ။ကျုပ်တို့နှစ်ယောက်အဲ့ဒီနေရာမှာအတော်ကလေးကြောင်မတုံမလုံနဲ့ဆက်ပြီးရက်နေမိခဲ့ကြတယ်။ကျုပ်ကသူ့ကိုကြည့်လိုက်တော့သူကလည်းပြန်ဆိုင်ကြည့်နေတာကိုတွေ့လိုက်ရတယ်။စကားတော့တခွန်းမှမပြောဖြစ်ခဲ့ကြဘူး။ပြီးတော့လေကျုပ်တို့ကအဲ့ဒီလမ်းကလေးအတိုင်းအိမ်ဘက်ကိုဆက်မလျှောက်ဖြစ်တော့ပါဘူးကျုပ်တို့ကလော်ရယ်ပင်တွေအကြားကအပြင်ဘက်ကိုအတင်းတိုးထွက်ပြီးတန်းကြံတွေကတဆင်အိမ်ဘက်ကိုပြန်လျှောက်လာခဲ့ကြတယ်နောက်ကျဘာမှဆက်မဖြစ်တော့ပါဘူးနောက်တနေ့မနေ့ကျတော့ကျုပ်တို့အားလုံးမနေ့7 နာရီမိရထားနဲ့ထွက်ခွာလာကြတော့တယ်လူကြီးမင်းများခမညာကျုပ်ပြောပြစရာကတော့ဒါအကုန်ပါပဲ